ဒါဘိုကနေထွက်တဲ့ပစ္စည်းအများကြီးရှိပါတယ်အဲ့ဒီထဲကနေမှာမြက်ကဒီနေ့ပေါ့နော်စူတီဂျယ်လေးကိုပြပြပြီးတော့မှာဖြစ်ပါတယ်ဒီကောင်ကတော့စီကာနဲ့ပြုလုပ်ထားတဲ့စူတီဂျယ်လေးဒီဂျယ်လေးကိုအသုံးပြုပေးခြင်းအဖြစ်အစီပြန်နေတဲ့သူဝက်ချံမှုချင်းနေတဲ့သူအစီဖူးချင်းနေတဲ့သူဆိုအရန်ကိုအဆင်ပြေတယ်အချိန်တူအတွင်းအမြင်တက်တာလာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုကဝါတာမယ်လွန်ပေါ့နော်ဖျဲသီးဂျယ်လေးဒီဖျဲသီးဂျယ်လေးကကြတော့လေအသားရည်ကိုရေတက်ကိုကောင်းကောင်းကြီးဖြစ်စေရဖြည့်ပေးရပေါ့နော်ဒါကြောင့်မလို့ all skin type လူတိုင်းနေပါအသုံးပြုလို့ရတယ်နော်နောက်တစ်ခုကကျတော့အသားရည်ကြည်ကျင်တဲ့သူတွေဆိုရင်ကြတော့ဒီချားဆောင်းနဲ့ပြုလုပ်ထားတဲ့ဒီစူတီဂျယ်လေးကိုမနေ့တစ်ချိန်ညချိန်သုံးပြီးအခုလိုမျိုးမနေ့တစ်ချိန်ညချိန်သုံးပြီးခြင်းအဖြစ်ဒီတို့ရဲ့အသားရည်ကကြည်လင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်လူချင်းတဲ့သူတွေဆိုရင်တော့သုံးမျိုးရတယ်ချားဆောင်းရဲ့ဖျဲသီးရဲ့စီကာလေးရဲ့မှာယူလို့ရပါတယ်ဖုန်းနံပါတ်ကတော့093993တခြားကိုဖုန်းရမှာယူလို့ရပါတယ်နောက်တစ်ခုကဆိုင်ကိုလာရောက်ဝယ်ယူအားပေးမယ်ဆိုရင်ကိုမမျိုးမှာဖွင့်လှစ်ထားတဲ့မြတ် Cosmetic Skin Care and Beauty ဆိုင်ပဲဖြစ်ပါတယ်နေဝေးရသူတွေဆိုရင်အိမ်ရောက်ငွေချေစနစ်နဲ့လည်းပို့ပေးနေပါပြီအော်ဒါတွေတင်လို့ရပြီနော်ဘိုင်ဘိုင်